မိုးရွာသီးမှာရာသီတုပ်ကွေးယောဂနဲ့ COVID-19 ယောဂစတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ယောဂများပုံမှန်ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ COVID-19 ယောဂအားကမ္ဘာကပ်ယောဂအဖြစ်သတ်မှတ်ထားခြင်းမရှိတော့ဘဲရာသီတုပ်ကွေးယောဂကဲ့သို့ဒေတာတွင်ပုံမှန်ကူးစက်ဖြစ်ပွားတတ်တဲ့ယောဂအဖြစ်သာသတ်မှတ်ထားပါတယ်။လက်တလောမှာမိမိတို့နိုင်ငံအတွင်းမှာအဆိုပါယောဂများကူးစက်ဖြစ်ပွားသေဆုံးမှုနဲ့ဆက်လင်းပြီးစိုးရိမ်ဖွယ်ရာအခြေအနေမရှိပေမဲ့လည်းအဆိုပါယောဂများဖြစ်ပွားမှုမှာကြိုတင်ကာကွယ်နိုင်ရန်ပြည်သူလူထုအနေဖြင့်လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာများဖြစ်တဲ့ဖျားခြင်း၊နှာစေးခြင်း၊နှာချေခြင်း၊ချောင်းဆိုးခြင်း၊လဲပင်နာခြင်းစတဲ့လက္ခဏာများရှိသူများအနေဖြင့်မိမိမှအခြားသူများသို့ကူးစက်မှုမရှိစေရအတွက်လူထူထပ်တဲ့နေရာများသို့သွားခြင်းမှရှောင်ကျဉ်ခြင်းနဲ့မဖြစ်မနေသွားရောက်ရန်ရှိပါကပါးစပ်နှင့်နှာခေါင်းစည်း mask အားစနစ်တကျဝတ်ဆင်ခြင်းပါးစပ်နှင့်နှာခေါင်းစည်းဝတ်ဆင်ထားခြင်းမရှိခြင်းမှာနှာချေချောင်းဆိုးပါကလက်ကင်ဘဝတထောင်ခွေးဖြင့်လုံအောင်အုပ်ပြီးနှာချေချောင်းဆိုးခြင်းယောဂလက္ခဏာပြင်းထန်မှာကနီးစပ်ရာဆေးရုံကျန်းမာရေးဌာနသို့ချက်ချင်းပြသပြီးဆေးကုသမှုခံယူခြင်းတကိုယ်ရေးကာကွယ်ရေးနည်းလမ်းများဖြစ်တဲ့လက်ကိုရေနဲ့ဆက်ပြဒါမှမဟုတ်ရေမလိုလက်တန့်ဆေးရည်ဟန်းဆန်နီတိုင်ဇာဖြင့်မကြာခဏစနစ်တကျဆေးကြောခြင်းကိုဗစ်-19 ရောဂါကာကွယ်ဆေးတွေဟာကိုဗစ်-19 ရောဂါမျိုးရိုးဗီဇကွဲများကူးစက်ဖြစ်ပွားခြင်းနဲ့ရောဂါလက္ခဏာပြင်းထန်မှုနဲ့အသက်ဆုံးရှုံးမှုတို့မှာထိရောက်စွာကာကွယ်ပေးတဲ့အတွက်ယောဂကူးစက်ခံရပါကယောဂပြင်းထန်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင့်မားတဲ့အသက်အရွယ်ကြီးသူများစီးကျိုယောဂနာတာရှည်အဆုတ်ယောဂကင်ဆာယောဂရှိသူများကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်ကိုဗစ်-19 ရောဂါထပ်ဆောင်ကာကွယ်စေထိုးနှံမှုခံယူခြင်းများကိုသတိပြုလိုက်နာဆောင်ရွက်ကြရန်ကျန်းမာရေးဝန်ကြီးဌာနမှတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။